Rabi Juante Ado Ma, Jesu Pimare, Sura, Mausa, Sano, Piochi, Hopia, Mare, Akulu, Sano, Tea, Hoki, Dutia, J. Yaulabi, and Perry Namaro, Chiman Bare, Pino, Dima, Juchitu, Mita, Su, Ado, Dina Perry, Pian Joy, I do the book, Mita. ဝေခွေရတယ်အဲ့ဒါလေဘုရားရဲ့ခြေဆိုတော့ဒီလေးဆိုတာအရာကိုဒီလိုက်ခါကြတော့ဝမ်းသာရှက်အောင်တယ်အဲ့ဒါဆိုဒီနေ့မှာ10နာရီထူခါနေပါပြီ15မိနစ်ပဲလို့လဲဆိုတော့လေမထူပါနဲ့လို့ပြောတယ်ကြားလို့မရဘူး10နာရီထူတော့လေမထူပါနဲ့ဘာနိုင်ပါဘူးလို့ပြောတယ်သူရမှာမဟုတ်ကြားလို့မရဘူးဆိုတော့အများဆုံးနဲ့ဆယ်နိုင်မှာပြီးစီအောင်ကျွန်တော်ပြောမယ်နော်အများဆုံးပြီးစီနိုင်အောင်ကျွန်တော်တို့အရာကိုဒီမှာကျွန်တော်ရောက်လာတဲ့ယေရှုခရစ်ရဲ့ဘုရားရတယ်ပြီးတော့ကျွန်တော်ချက်ပြီးတော့ဒေသနာမဝင်ကြီးမှာတောင်းပန်လူချင်းတဲ့ပါလေဆိုရင်တော်ဘောကလည်းလာရှင်းတယ်ဆိုတော့အပြောက်ခက်နေပြီဘမစကမချမ်းသာလို့မချမ်းသာလို့ဆိုတော့တရားတော့ဘာလို့ဆိုပြီးပါပြီအဲ့ဒီချိန်မှာနားလေခွင့်ဆက်ပေးကြပါဆိုတာတောင်းပါလိုပါတယ်ဟောတဲ့ပြောသလိုနားမလည်တဲ့အရာတွေရှိတယ်ဆိုရင်တရားဟောပြတာနဲ့ပြန်လို့ပြီးတော့လေဆွေးနွေးဦးမယ်နော်ပြန်လည်းပြီးဆွေးနွေးလို့ရပါတယ်ဆိုတာကျွန်တော်ပြောလိုပါတယ်ဒီနေ့မှာမနေ့ပြန်လေကျွန်တော်ကဲတင်စီတူတန်လို့ရမယ့်ဟာဖြစ်တယ်ဆိုတော့ဇင်ယာပိတာဖြစ်ခဲ့တော့လေကျွန်တော်ဒီမှာပြန်လေပြီးပြောချင်တာဖြစ်တယ်အားလုံးပါဝင်ကြပါဆိုတာကျွန်တော်အတ္တမှာကဲတင်ချင်မရဘူးဆိုရင်တော့အစမပြေဘူးလူလုံးအသက်ရှင်တဲ့ရှင်မှာဒီတချင်းဝမ်းမြောက်ခြင်းပြောစင်ခြင်းကဖြစ်တော့ကျေနာပဲရှိတယ်အဲ့ဒါကြောင့်ဒီမနေ့ကျွန်တော်တို့တချင်းရှိတဲ့တိတ်ချင်းမှာကြားရတာပါလေဖြစ်တော့ပိုင်တဲ့သူဖြစ်ဖို့အရေးကြီးတယ်ယေရှုခရစ်မရဘူးယေရှုခရစ်ကအပိုင်မရဘူးစေမရဘူးအရှင်ပြေစိတ်ချမ်းသာနေတဲ့ချင်းဝမ်းမြောက်ခြင်းဆိုတာကျွန်တော်အတ္တတော်မရှိနိုင်အဲ့ဒါကြောင့်ပထမယေရှုခရစ်တော်ရရှိတော်သူယုံကြည်သူဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်ယေရှုမရဘူးဆိုတော့အရှင်ပြေဘူးအဲ့ဒါဆိုယေရှုခရစ်တော်ရဖို့အတွက်အားလုံးကျွန်တော်တတ်ကြပြီဖို့ရအချိန်တိုင်းပြီဖို့ရဆိုတာကျွန်တော်ပြောရပါတယ်ကျွန်တော်ဂျမ်းပိတ်ဖြစ်ချင်ပါတယ်အတူတကွဒီမနေ့တော့ဘယ်တော့ဖြစ်ချင်တာကျွန်တော်အားလုံးအတွက်ဖိလိပ္ပိဩဝါစာအခန်းကြီး4အခန်းကြီး13ငါကိုခရအာသပိစုစေတော်မူသောခရစ်တော်အဖြစ်ခတ်တင်တော်အမှုတော်ကိုငါသက်ဆွမ်းနိုင်၏ပြီးတော့ငါကိုအခန်းကြီး13အခန်းကြီး30မှာပြန်လည်ပြီးဖယ်လိုပါတယ်။ဘာကြီးထားတယ်ဆိုရင်မြေကြီးနဲ့ကောင်းကင်ကိုဖြစ်ရှိတော်လေငါ့နှုတ်ကပတ်တော်သည်ဒီလိုက်မီဖြစ်သွားတဲ့နှုတ်ကပတ်တော်သည်ကျွန်တော်အားလုံးတော့ဖျားသီးကောင်းစီပေးပါစေ။ဒီနေ့မှာအဓိကအရာအရေးကြီးတာဒီလောကအသက်ရှင်တဲ့ချိန်မှာသူတို့မျက်စိလူတို့ဒီခန္ဓာမျက်စိနဲ့မြေလူရတဲ့အရာတွေကဒီရဲ့အရာတွေမရှိဘူးဆိုတော့တော်တော်ဖူးလို့လေလူတို့ကတက်ရှင်တဲ့ချိန်မှာမျက်စိနဲ့မြေလူရတဲ့အရာတွေအားလုံးခက်တဲ့အရာအားလုံးကလူတို့ကပါဒီရဲ့အရာတွေမရှိဘူးဘာမှမကြည့်နိုင်ဘူးဒီရဲ့အရာတွေကလူတို့ကမျက်စိနဲ့မြေလူရတဲ့အရာတွေပဲကြည့်နေတာအဲ့ဒါကဘယ်လိုနေရမလဲ
ဝိညာဉ်မျက်စိပွင့်ဖူးလို့လေအဲ့ဒါဝိညာဉ်မျက်စိပွင့်ဖူးအတွက်ကဖရာကိုတိအတ္တတာလို့ပြရမယ်အချင်းနှလုံးသားဖရာကိုပေးဖူးလို့လေဖရာနဲ့မစတဲ့ကိုဝိညာဉ်တော်နဲ့အတူတူကမေတ္တာရမှုဖွင့်ဖို့ဆိုရင်ဒီအတ္တတာစလို့ရအတ္တတာကိုခြောက်လိုက်မယ်ပြည့်စုံလိုက်မယ်အဲ့ဒါကြောင့်ဒီနေ့မှာဖရာသခင်နဲ့အတူပါရှိဖို့လို့လေယေရှုခရစ်တော်ကိုပိုင်တော်သူဖြစ်ဖို့လို့လေယေရှုခရစ်တော်မှာပိုင်ဖို့ဆိုရင်လုံးဝကိုစိတ်ဆင်းရဲတာချမ်းသာလုံးဝမရဘူးချမ်းသာခြင်းကိုကျွန်တော်တတ်တာခြင်းမှာလူလောကသက်ရှင်နေစမှာမရှိဘူးယေရှုခရစ်တော်ရအဲ့နောက်မှာပဲကျွန်တော်အတ္တကိုချမ်းသာရတာချမ်းသာအခွင့်ကိုရတယ်ဟာဖြစ်တယ်ဆိုတာကိုပထမဆုံးဟောပြလိုပါတယ်ပြီးတော့ဒီမှာကျွန်တော်ဂျမ်ပိုက်ဖတ်တဲ့နေရာမှာပါတွေ့တယ်ဖခင်ယေရှုခရစ်တော်ကဘယ်လိုပြောလဲယေရှုခရစ်တော်ငါကိုခရအာနပြီးဆုံးစေတော်မူသောခရစ်တော်အဖြစ်ခတ်တင်သောအမှုတော်ကိုမှသက်စွမ်းနေခရစ်တော်အဖြစ်ကျွန်တော်ကလောက်နိုင်တော်သူဖြစ်ပြီးလို့လဲဆိုတာတဘောပေါက်ပြီးလို့လဲခုအားလည်းမရဘူးဆိုတာဒီမှာပေါ်ပြပြီးသားခုအားလည်းမလောက်နိုင်တဲ့အရာတွေကဖရာသခင်ကလောက်နိုင်တယ်ဖရာသခင်ကလည်းဖြစ်ရှိပြီးနိုင်တယ်ဆိုတာတဘောပေါက်ဖို့ယုံကြည်ရှောက်လှမ်းပြီးလို့လဲဆိုတာဒီနေ့မှာပြောရှင်းတာဖြစ်တယ်တချို့သူတွေကဒီလေယေရှုခရစ်ကိုအရာခက်သိလောက်နိုင်တယ်မရှိတဲ့ဟာတော့ရှိစေနိုင်တယ်ကျွန်တော်လူညာနဲ့မတွေ့နိုင်တဲ့အရာတွေကဘုရားရှင်တွေ့နိုင်တယ်ဖြစ်ရှိပြီးနိုင်တယ်လောက်နိုင်တယ်ဆိုတာသိခဲ့တော့တယ်လက်တွေ့ပါမှာမလောက်ရဘူးအဲ့ဒါကတဘောမပေါက်တာဘုရားကိုတဘောမပေါက်တာမြတ်တာကိုတဘောမပေါက်တာသူရဲ့လောက်ဆောင်ချက်တွေကဒီခဲ့တော့လေကျွန်တော်အတ္တတာမှာတဘောမပေါက်လို့နားမလီလို့မတွားရတာဖြစ်တယ်အဲ့ဒါတစ်ဆက်တော့တွားကြည့်ပါဘုရားဒီဘုံတော်ကြီးဆိုင်အဲ့ဒါအရေးကြီးတယ်ယေရှုခရစ်နဲ့အတူပါရှိတာမရှိတဲ့အကြောင်းအတူရှိတာလည်းမရှိတဲ့အကြောင်းကိုကျမ်းစာထဲမှာရှိတဲ့တန်စလုံးဒီနေ့ဖော်ပြလို့ရှိတာဖြစ်တယ်တပည့်တော်ရှုတော့ကယေရှုခရစ်တော်နောက်လိုက်သူတွေကအန်အောစရာကောင်းတာပါလေဆိုရင်ယေရှုခရစ်အလုံးမစခင်မှာယေဘောင်လဲဆယ်အစာဆောင်ဆုတောင်းလေပြည်တော်မှာအလုံးအစာတော်လေဆိုတာလေမာသဲအခန်းကြီးလေးမှာသူအလုံးစတာကြီးတွေ့ရတာဖြစ်တယ်သူကပထမအဆုံးမှာဘယ်သူခေါ်ရလဲယေရှုခရစ်ကလည်းမာသဲကိုခေါ်တာမာသဲကအခွင့်ကောက်တော်သူပေတရုတို့ငယ်ကူတွေကငါဖန်သမားပြီးတော့သောမတ်ကဘယ်သူလဲလက်သမားလို့အဲ့ဒီချိန်မှာတပည့်တော်စုများသူတို့ကယေရှုခရစ်နဲ့မတွေ့ခင်မှာယေရှုခရစ်ကိုဘယ်သူလဲဆိုတာတိတ်နားမလည်ကြဘူးတဘောမပေါက်ကြဘူးဒါပေမဲ့မာသဲကိုယေရှုခရစ်ကလည်းခေါ်တယ်လာခဲ့ကျွန်တော်နောက်ကူလိုက်ကျွန်တော်နောက်ကူလိုက်လို့ခေါ်တဲ့အချိန်မှာအန်အောဆရာကောင်းတာကဟုတ်ကဲ့လိုက်မယ်ပြီးတော့သူ့ရဲ့လုပ်ငန်းကဏ္ဍတွေကထားခဲ့ပြီးတော့ယေရှုခရစ်နောက်တော်ကူလိုက်တာပေတရုလည်းသူတည်းအချိန်မှာပြန်ခေါ်လာတယ်သူတို့ငယ်ကိုတွေကခေါ်တဲ့အချိန်မှာဗာလေဝမ်ပိတဲ့သူလေနဲ့ဝမ်ပိတဲ့အရာတွေသူတို့ရဲ့လုပ်ငန်းကဏ္ဍကိုထားပြီးတော့ယေရှုခရစ်နောက်တော်ကူလိုက်တာတွေ့ရတယ်သောမတ်ကယေရှုခရစ်ခေါ်တဲ့အချိန်မှာသူ့ရဲ့လက်သမားကျွားရီသူတွေတန်ချောင်းတွေတန်မိုးတွေထားခဲ့ပြီးတော့ခရစ်တော်နောက်လိုက်နေဆိုတာတွေ့ရတာဖြစ်တယ်ခရစ်တော်နောက်လိုက်ဖို့အတွက်ကမလိုရဘူးဒါပေမဲ့သူတို့ကနာခံခြင်းအတ္တလိုက်နာခြင်းအတ္တသူတို့အတ္တမရှိပြီးသားဖြစ်တယ်ဆိုတာ
တွေ့ရတာဖြစ်တယ်အကောဆက်ကောင်းတာကအခုချင်းလူမျိုးတွေကချင်လူမျိုးတွေကကြီးလူမျိုးတွေဖြစ်ခဲ့တော့မာတဲ့ခေါ်တဲ့ပုံစံနဲ့ကျွန်တော်တို့ကလည်းဘာလို့ပြောလဲဆိုနော်သူကရောတဲ့နေတာရောတဲ့ကလက်တမသူကအတူအမေရိကအမာရီသူကလည်းချမ်းသာတဲ့သူတွေဘာလို့နိုင်ပြီလဲစဉ်းစားလိုက်ဦးမယ်သူကကျွန်တော်ကိုဂျွိုင်းနိုင်တယ်ကျွန်တော်မိသားစုတဲ့ကျွန်တော်ဘဝအတွက်လောက်ငါကန်တာအများကြီးတွေကရွှေရွက်ပြီးတော့ဖြစ်တော့နောက်လိုက်မယ်အဲ့ဒါတကယ်ဖြစ်နိုင်မလားအနာဂတ်မှာအခက်ခဲဂျုံမလားတကယ်ဖြစ်မလားတကယ်လိုက်ခဲ့ရင်ကျွန်တော်ကောင်းရှိရမလားစမအတွက်ကျွန်တော်တို့ဖြစ်နိုင်မလားဆိုတာအများကြီးရှင်းစားမှုလို့ဆိုတော့ချင်းလိုပဲခဲ့နော်သူကလက်သမားတာဘယ်လိုဘူးဒါပေမဲ့မာတေတို့ပေတရုတို့ယောဟန်တို့ကယေရှုခရစ်နောက်ကိုလိုက်လေဆိုတာကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်သူလာပါလို့ခေါ်တဲ့အချိန်မှာဟုတ်ကဲ့သူတို့ခရစ်တော်နောက်လိုက်တာဖြစ်တယ်ဆိုတာတွေ့ရတာဖြစ်တယ်ပြီးတော့ခရစ်တော်နောက်လိုက်တာနဲ့တဖြည်းဖြည်းသွားတဲ့အချိန်မှာလေရင်ငါရဲ့ချက်ရဲ့ကြာလာပြီသူ့ရဲ့ဘုံတော်သူနမိတ်လက္ခဏာတော့တဲ့အရာတွေကိုတပိတ်တော်စုကမြင်လာတဲ့အခါမှာသူကနာဇရက်သားမေရှာယဖြစ်တယ်ဆိုတာသူတို့သဘောပေါက်ပြီငါဒီစသူတို့စိတ်ချမ်းသာပြီယေရှုခရစ်ကအတူပါရှိပြီသူတို့ချမ်းသာပြီဟာလေလုယာဒီနေ့မှာယေရှုခရစ်ကအတူမရှိဘူးဆိုမရဘူးစိတ်ချမ်းသာဖို့ကမတည်းဘူးတပည့်တော်တို့ကယေရှုခရစ်ကအတူပါရှိတဲ့ချိန်မှာစိတ်ချမ်းသာပြီနမိတ်နဲ့ခဏပြတယ်ယေကိုစပိတ်ကြီးဖြစ်စေတယ်တည်တော်သူကိုရှင်ပြန်ထမြောက်ခိုင်းလေရှင်ပြန်ထစေတယ်လူသားများအနာယောဂါများညှိစေတယ်ကျမ်းမာရေးပြည့်တယ်အရာလောက်လာတဲ့ဘုရားရှင်ဖြစ်တယ်ဆိုတာသူတို့တည်ရဲနောက်မှာဆိုရင်သဘောပေါက်ပြီအရာလောက်လာတဲ့ဘုရားရှင်ကျွန်တော်တို့ဘာမရှိလဲသူရှိပြီဆိုရင်တော်ပြီသဘောပေါက်ပြီအဲ့အရေးကြီးတာလောကသက်ရှင်တဲ့ချိန်မှာယေရှုမရဘူးဆိုရင်လောကရှိရှိတော့စားတယ်အများကြီးရိုက်ခဲတော့တယ်ယေရှုမရဘူးဆိုရင်ဘယ်တော့မှစိတ်ချမ်းသာမှာမဟုတ်ဘူးသူတို့မာသီတို့ကအခွင့်ခံတော်သူဒါပေမဲ့စိတ်ချမ်းသာမရှိဘူးစိတ်ချမ်းသာမရှိဘူးယေရှုခရစ်ရဲ့ယာရင်းမှာယေရှုခရစ်တော်နဲ့အတူပါရှိတဲ့နောက်မှာသူတို့ကစိတ်ချမ်းသာလာတယ်သဘောပေါက်လာတယ်အရာခက်တင်လောက်နိုင်တယ်ဆိုတာသိရတဲ့အချိန်မှာဘယ်နေဟာပြီးတော့ယေရှုခရစ်နောက်လုံလိုက်တယ်ဆိုတာကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်အဲဒီယေရှုခရစ်အတူပါရှိတဲ့အချိန်မှာတော့ဟုတ်ပြီသွားမယ်တော့လားရှာတာယေရှုခရစ်ကမရှိတဲ့အရာတွေရှိစေတယ်ကြွေတယ်ရှာတယ်အဲဒီအချိန်မှာဆိုစိတ်ချမ်းသာပြီကျွန်တော်အနာမှာယေရှုခရစ်တော်ရှိတယ်ဆိုတာသဘောပေါက်တဲ့အချိန်မှာစိတ်ချမ်းသာတယ်သွားရင်လည်းတန်တယ်တော့ယေရှုခရစ်အဖိုင်းခံပြီးယေရှုခရစ်အဖိုင်းခံတာနဲ့လေဝါကတိုင်းမှာအသေးခံတာလေဝါကတိုင်းမှာအသေးခံတာနဲ့တပည့်တော်များရဲ့လိုက်တဲ့သူယေရှုခရစ်လေဝါကတိုင်းမှာအသေးခံတာမထသေးဘူးတပည့်တော်ဆုစင်မှာမပေါ်သေးဘူးမလာသေးဘူးအဲ့ဒီစင်မှာတပည့်တော်ဆုလို့ကသူတို့ကဘာလို့ပဲလဲမသိတော့ဘူးဘယ်တော့လဲသူတို့ရဲ့လက်ရည်ယေရှုခရစ်တော်ကိုမရှိပြန်တော့ဘူးဆိုတော့လောက်ရှာမရှိတော့ဘူးနားမရတော့တဘောမပေါ်အဲ့ဒီချိန်မှာသူတို့ကဘာလို့လဲဆိုအဆာမအရင်တော့မှလောက်တဲ့ဇာဝတ်နေရဲ့အတွက်ဆိုလဲငါဖန်တမန်တို့အခုခံတော့သူမပြေတော့ကနဲ့တဲ့သူတို့ကယေရှုခရစ်မရှိတော့ဘူးလေဝါကတိုင်းမှာတေခံပြီးတေးပြီးဆိုတာတိလာတယ်လုံးမဲ့အရာတွေမသိတော့ဘူးဆိုတော့ငါဖန်တမန်တွေကကာလလီပြည်လေမှာငါဖန်ပြန်ရှိလာတယ်ငါဖန်ပြန်ရှိလာတဲ့ခါမှာ
ပါလေအဲ့ဒီထဲမှာဘာတွေ့လဲတရားလုံးငါဖမ်းသမားပေတလူတို့ကတကောင်မှမရဘူးလေအလုံးဆက်ကောင်းတယ်နော်သူကငါဖမ်းသမားငါနဲ့သူစာဝတ်တယ်ကြီးသူမိသားစုအတွက်လောက်စားနေရတာအဲ့ဒီကမှတကောင်မှမရဘူးငါဖမ်းသမားတွေကခါလေးပြီးပါခါလေးပြီးလေပါအလုံးဆက်ကောင်းတယ်ဒါပေမဲ့အဲ့ဒီချိန်မှာအလုံးဆက်ကောင်းတာကယေရှုခရစ်တော်ကိုသူတို့ရှိမှတွားရတာယေရှုခရစ်တော်သူတို့ရှိမှတွားရောက်တဲ့အခါမှာပေတရုကတော့ယေရှုခရစ်နဲ့တည်ကြည်မှာဘယ်တော့မှသက်သာမဖောက်ပါဘူးလို့ယေရှုခရစ်ကိုပေတရုကလည်းပြောနေဆိုတော့လေအဲ့ဒီချိန်မှာရှက်တာလည်းမသိဘူးယေရှုခရစ်လာတဲ့ချိန်မှာအေးကိုတော့တာမီတော့တာတော့ဒီမှာဆာရှာရှိလားဆိုတာအဲ့လိုပြောနေချိန်မှာပေတရုတဘောပေါက်တဲ့ခါကြတော့သူကယေရှုခရစ်ဖြစ်တဲ့ရှင်ပြန်ထားတဲ့ပြန်အသက်ရှင်တဲ့ကျွန်တော်ရှိမှရှိတယ်ဆိုတာပြန်တည်တဲ့ခါကြတော့ပြန်နေကောင်းမဖြစ်ဘူးခင်ဗျားတို့ရှိမှဆာရှာရှိလားအဲ့လိုငယ်နေဆိုတော့မရှိဘူးလို့ပဲမယ်မရှိဘူးလို့ပဲဖြစ်တယ်အဲ့ဒီတော့မှကျွန်တော်ဒီနေ့မှာအဲ့ဒါပေါ်ပြချင်တာအဲ့ဒီတော့မှဘာတွေ့ရတယ်လဲဆိုရင်ယေရှုခရစ်ကဘယ်တော့မှတခါဝမ်းမဖြစ်ဘူးဒီနေရာမှာငါရှိတဲ့တပိတ်တော်စုလို့ကဘယ်တော့မှမပြဘူးပေါ့ဒါပေမဲ့အဲ့ဒီနေ့မှာမနေ့ပိုင်းမှာတရားလုံးမပိတာမရတဲ့မှာချိန်အရန်ပြပန်းတဲ့ချိန်မှာယေရှုခရစ်လာတယ်အဲ့ဒီတော့မှသူတို့ကပေတရုကိုသေကိုဆွေးပြီးတော့ညာထဲမှာဒီနေရာမှာပြန်တယ်ပြီးပြပါလို့အမိပေတဲ့ခါမှာအန်ကောရှာကောင်းတာတရားလုံးပြတဲ့နေရာဖြစ်တာတရားလုံးပြတဲ့နေရာဖြစ်တယ်ဆိုတော့ကိုတော့မနေရမှာကျွန်တော်ပြီးခဲ့ပြီးမရဘူးပြောတာလွေတယ်ခင်ဗျားကဘာလုပ်လဲကျွန်တော်ကငါဖမ်းသမားတရားလုံးငါဖမ်းဖို့ငါရှာတာမရဘူးကွန်ပျူတာမရဘူးကျွန်တော်ကငါဖမ်းသမားတွေအဲ့လိုပြောရတယ်ဒါပေမဲ့ပေတရုကဘာမှမပြောဘူးဟုတ်ကဲ့ကူတော်လူတော်ဖြစ်ကျွန်တော်လောက်ပဲအလောရှာကောင်းတယ်သူလောက်တဲ့ချိန်မှာမတွေ့ရတယ်ငါအများကြီးရတယ်ဒါပေမဲ့ငါအများကြီးရတာကလည်းဒီမှာဂျာစာတင်မှာ153ကောင်းရတယ်တော့153ကောင်းတော့ချင်းတောင်ပါစေတေးလေးပြီးတော့တရားအကုန်စားပလိုက်တာဒါပေမဲ့ပေတရုတို့နဲ့ရတဲ့9ကောင်းတွေကအကြီးပဲတကောင်တော့9မီတာစုအများကြီးစားရတယ်ပုံစံကိုနော်အများကြီးစားလို့ရတယ်အဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်ပေတရုတို့ရဲ့တပည့်တော်စုတို့ရဲ့အတ္တဓမ္မလောက်ဆောင်ခြင်းနာခံခြင်းအတ္တဓမ္မရှိတဲ့အခါမှာနောက်ဆုံးသူတို့ဆက်ချမ်းသာတယ်ယေရှုခရစ်ရဲ့အတူရှိတယ်သူပြောသမျှကိုသူတို့နားမလည်တော့နဲ့ဟုတ်ကဲ့နာခံပြီးလောက်တာနဲ့ဖွေရရဲ့ဘုံတော်ကိုသင်ရှားရဲဆိုတာတွေ့ရတာဖြစ်တယ်အဲ့ဒါဆိုကျွန်တော်တို့လောက်လာရေးမရှိဘူးဖရာသခင်ရဲ့ပြောတဲ့အတိုင်းလိုက်နာဖို့အရေးကြီးတာဖြစ်တယ်ဒီနေ့မှာကျွန်တော်တို့လူရာချက်ဖရာသခင်ရဲ့အလူတော်ကိုပထမဦးဆုံးရှာဖို့လိုတယ်ဖရာအလူတော်လိုက်နာဖို့ပထမဦးဆုံးရတယ်ဆိုတာဒီကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်ကျွန်တော်ကတပည့်တော်တို့ကမလောက်နိုင်တဲ့အရာတွေကဖျားသခင်လောက်နိုင်တယ်ဆိုတာတဘောပေါက်လိုက်ခါမှာဖျားယေရှုခရစ်တော်ကအာကူပြီးတော့တွားတာစိတ်ချမ်းသာတယ်အဲ့လိုပဲကျွန်တော်ယုံကြည်သူအားလုံးကျွန်တော်အားလုံးကကျွန်တော်နဲ့ယေရှုခရစ်တော်ကအတူပါရှိတယ်ဝိညာဉ်တော်နဲ့ကျွန်တော်အတူပါရှိတယ်ဆိုတာယုံကြည်တဘောပေါက်ပြီးဆိုရင်လုံးဝစိတ်ဆင်းရဲခြင်းမရှိဘူး
အဲ့ဒါကြောင့်အခုမှသဘောပေါက်ဖို့ကကျွန်တော်တို့အတူပါရှိဖို့ယေရှုခရစ်ကယူရဲဆိုတာကျွန်တော်ပေါ်ပြယူပါပြောချင်တာဖြစ်တယ်ပြီးတော့ဒီထက်ပြောချင်တာရှိတယ်အများကြီးပြောချင်ရှိခဲ့တော့အချိန်မရှိတော့ဘူးဆိုတော့လေဆက်ပြောချင်တာကတချို့တော့သူကဘာပြောလဲဆိုခရစ်တော်ကြွလာမယ်ခရစ်တော်ပြန်လာမယ်ဆိုတော့ဆောင်းတာပဲဒါပေမဲ့တချို့သူမတွေ့ကြဘူးဆောင်းလာကြတာလေအယံမောနေအတ္တစိတ်ပြီးမှနေမောတယ်မတွေ့ရဘူးဒါပေမဲ့အခုကတချို့သူတွေကအဲ့လိုဖြစ်ကြတယ်ဒါပေမဲ့ယုံကြည်ခြင်းပိုင်းမှာသဘောပေါက်နားနေတော့သူကအခုမှယေရှုခရစ်လာပြီဝိညာဉ်တော်နဲ့သူပါရှိပြီကျွန်တော်တို့နဲ့သူပါသွားပြီမတဟာရဖွင့်ပြီဆိုတာသဘောပေါက်တဲ့ခါမှာအကိုရပြီနားမလည်တဲ့သူတွေကတော့လာမယ့်အရာတွေပဲရှောင်းနေတာဒါပေမဲ့သဘောပေါက်တဲ့သူတွေကတော့အတူပါရှိပါလိမ့်အဲ့ဒါကြောင့်ဒီနေ့မှာဘုရားနဲ့အတူပါရှိတဲ့ဆိုစိတ်ချမ်းသာတဲ့အရာပြီးဆိုစေတဲ့ဘုရားသခင်ကကျွန်တော်အတော်ဘုရားသခင်ဒီပိုင်းကောင်းစီပေးပါစေအာမင်ဆိုအကွာတော်ဝင်လာပြီးဆရာတော်သူ့အကျဉ်းတင်ပါတယ်ဆရာတော်ဝင်လာချစ်ရတဲ့ဘုကောင်းပါတယ်တက်တာမှာဒီကတော့နော်တောက်လို့ထားတော့ဒီတက်တာကခရစ်တော်နဲ့အတန်ရှိတော်ဝင်တော်ဖျားမိနစ်ဆက်လုံးချင်မှာအိမ်ဦးနေဖို့ရှိနေဖို့ပဲလို့ပါတယ်အဲ့ဒါရှိနေစရင်ဘယ်တော့ပဲလားဘယ်လိုခက်ခဲပဲတွေ့ကြုံနေစိတ်နဲ့ချင်းမရှိပါဘူးကျွန်တော်တို့တက်တာမှာအရာစတိုင်းခရစ်တော်ရဲ့ကျွန်တော်လုံးတော့မှာယူတည်မှုဆောင်ဖို့လိုပါတယ်အဲ့ဒီဆိုတချို့တွေကတော့ကြည့်ပြောတာလည်းမဟုတ်ဘူးเนาะယုံကြည်သူတွေအများကြီးရှိပါကြတယ်ခရိယန်တွေအများကြီးရှိတယ်ဒီကဲသူရဲ့စိတ်လောကထဲမှာခရစ်တော်ဆိုတာရှိပါတယ်ခံလာပဲရှိတယ်เนาะနာမည်ခံတာတော့နာမည်ခံလာရှိပါတယ်အဲ့လိုဖြစ်စေချင်တော့ဘူးကျွန်တော်တို့ခရိယန်ဆိုတာကအများကြီးခရစ်တော်ကိုလက်ခံယူခြင်းရှိတဲ့သူတွေကိုကျွန်တော်တို့ဟာခရစ်တော်ရဲ့ပုံဆောင်ခဲတဲ့ဖြစ်တဲ့ကျွန်တော်တို့ပြောဆိုအနေဆိုင်အားဖြင့်တခြားသူတွေကတွေ့လိုက်အောင်ပြန်တော့ကောင်းတယ်လို့နော်စကားမျိုးလေးကောင်းတယ်အနေချချင်းလေးရှိတယ်နော်ဘယ်လိုလေးကိုနော်တခြားဥစ္စာတွေတခြားသူတွေအတွက်ဤဆောက်စရာလေးဖြစ်ဖို့ကျွန်တော်တို့တက်မှာအများကြီးလိုပါတယ်ဒါမှဘုရားခင်နိုင်ငံတော်ကြည်ကြံဖို့အတွက်ကျွန်တော်လှုပ်ဆောင်ရဖြစ်ပါတယ်အမှဒီရှိပါလား